အားလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာကို story channel ကနေပြန်လဲကြိုဆိုလိုက်ပါရစေကျွန်တော် channel ကနေအခုတင်ဆက်ပေးခြင်းနဲ့ဇလန်းလေးကတော့မုတ်ဆိုးဖိုးတေနှင့်သွေးဆိုတဲ့ဇလန်းလေးရဲ့ပထမပိုင်းလေးပဲဖြစ်ပါတယ်ခင်ဗျာဒီဇလန်းလေးကိုမတင်ဆက်ပေးခင်မှာကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးဖို့အတွက်လည်းအားလုံးကိုတောင်းဆိုလိုက်ပါရစေခင်ဗျာနေများကတော့ထူပိန်းစွာကြဆင်းနေရမှာတော့အဝေးတို့ပဲမမြင်နိုင်ခဲ့ဘူးအဆုတ်လိုက်အခဲလိုက်စီးနှင်းများကြဆင်းနေရမြေကြီးပေါ်မှာလည်းစီးနှင်းနေရလဲဒုတက်နေတာပေါ့ရာသီဥတုကလည်းရိုးကွဲမတက်အေးစိမ်နေပါတယ်ကျွန်ုပ်ကတော့တယောက်တည်းစီးနှင်းများကြားရှောက်သွားရင်းနဲ့ရှိနေတာအရက်လေးမျက်နှာမှန်းဆခတ်သောနေရာမှာကျွန်ုပ်ကလည်းစံတဝါဝါသွားလာရင်ရှိနေတာပေါ့ကျွန်ုပ်ဘာလို့မလို့ဒီနေရာရောက်နေရလဲကောင်းမှုအောင်စဉ်းစားတော့လဲစဉ်းစားလို့မရပဲရှိနေတာကျွန်ုပ်ခြေဦးတရရှောက်နေစဉ်မှာတော့ကျွန်ုပ်ရှေ့မှာလူရိတ်တွေ့ရတာကြောင့်ခဏရက်လိုက်တာပေါ့စီးနှင်းကြောင့်လည်းမြင်ကွင်းကိုမသေးကွဲရမှာတော့မျက်နှာကိုလည်းသေးကွဲစွာမမြင်ရအောင်အကူစကားတန်ဝဲဝဲနဲ့ရင်းနှီးစွာကြားဘူးတဲ့မိန်းကလေးရဲ့ခေါ်တန်တစ်ခုကြောင့်လေကျွန်ုပ်ထိုအတန်ရှင်ကိုစဉ်းစားရင်းနဲ့စိတ်အတွင်းနဲ့ထိန်းချုပ်မရအောင်လှုပ်ရှားသွားပြီးတော့လူရိတ်ရှိရာကိုလည်းပြေးလွှတ်သွားခဲ့တာပေါ့တယောက်နဲ့တယောက်သေးကွဲစွာမြင်ရတယ်မျက်နှာချင်းဆိုင်အနေထားထိပြေးသွားပြီးတော့ရက်တယောက်မျက်နှာကိုလည်းတယောက်စိတ်လှုပ်ရှားစွာကြည့်နေမိကြတယ်ဖန်ထူရညမအကူဖို့ဒီကျွန်တော်တွေ့နေရတဲ့သူကတော့လုံးဝမထင်မှတ်ထားတဲ့ဘန်ဒူယာပေါ့ဘန်ဒူယာကလည်းကျွန်တော်ရင်ဝင်တွင်းနဲ့ပြေးဝင်ဖတ်ရင်းနဲ့ကိုလေးကလည်းတသိမ့်သိမ့်တုံအောင်လို့ငိုရှိုက်နေတယ်ကျွန်တော်ကလည်းနှစ်သိမ့်တဲ့အနေနဲ့ဘန်ဒူယာရဲ့ကြောပြင်ကိုလက်နဲ့ဖောက်ဖောက်လေးပုတ်ပေးနေတာပေါ့ရက်ဆက်လိုက်တာအကိုရေညီမတို့တာအမီကိုပြစ်ထားရတယ်နော်ကျွန်တော်လာကိုမလွယ်တဲ့ခရီးမလို့ပြစ်ထားသလိုဖြစ်ရင်တောင်းပန်ပါတယ်ဒါနဲ့သားလေးရောညီမကျွန်တော်သားလေးနဲ့တွေ့ကျင်တယ်သားလေးပြောက်လို့လိုက်ရှာနေတာကိုသားလေးကလည်းသူ့အဖေလာတာသွားကြုံမယ်ဆိုပြီးထွက်သွားတာအခုထိရှာမတွေ့လို့ဟာဒုက္ခပဲရာသီဥတုတလောက်စိုးနေတာအမြင်လိုက်ရှာကြမယ်လေတာသူ့အဖေဘယ်တော့လာမလဲဘယ်တော့လာမလဲလို့ပဲမေးနေတာတခါမှမမြင်ဘူးသေးတဲ့သူ့အဖေကိုအရင်တွေ့ကျင်နေတယ်လေဗန်ဒူရရဲ့ပြောစကားလည်းကျွန်ုပ်ရဲ့နှလုံးသားကိုပြင်းထန်စွာထိခိုက်ရတာကြောင့်လေမျက်ရည်ပင်စို့လာရတယ်လို့အခုလိုရာသီဥတုမှာလည်းတွာလာနေရတဲ့သားအတွက်လည်းစိတ်ပူနေမိပြန်တာပေါ့ဗန်ဒူရနဲ့ကျွန်ုပ်ကလည်းစီးနေများကြားမှာသွားရင်းနဲ့သားကိုလိုက်ရှာကြရင်းနဲ့ဗဇက်ကလည်းခေါ်တန်နေပေးကြတယ်စီးနေများကလည်းတဖြည်းဖြည်းပါလာတယ်လို့ပတ်ဝန်းကျင်မြင်ကွင်းကလည်းတဖြည်းဖြည်းကြည်လင်းလာတာပေါ့သားအလာရသားအဖေရောက်နေပြီအဖေတကယ်ရောက်နေပြီလားအမေပြောတာသားမယုံတော့အမေကအဖေလာမယ်ပြောပြီးတော့ရောက်မလာတာအဖေတကယ်ရောက်နေပြီသားလေးမင်းအမေလိန်ပြောတာမဟုတ်ဘူးဟမ်အခုပြောနေတာတကယ်အဖေလားဟုတ်တယ်သားအဖေပဲလေကျွန်တော်တို့ကလည်းသားကိုမတွေ့ရသေးတော့လေတုံ့ပြန်တန်ကြားနေရပြီမို့လို့အလွန်ပျော်သွားပြီးတော့အတန်ကြားရကိုပြေးသွားပြီးတော့လေဗန်ဒူယာကတော့နောက်မှပြက်ကျန်ခဲ့တာပေါ့မြင်ကွင်းကလည်းကြည်လင်နေရမှာတော့ပတ်ဝန်းကျင်ကိုလည်းအဝေးထိမြင်နိုင်နေပြီဖြစ်တယ်။10နှစ်ရွယ်ကောင်လေးတယောက်ကျွန်ုပ်ဘက်ပြေးလာတာကိုလည်းတွေ့ရတာပေါ့။အနေငယ်ဝေးနေသေးတဲ့အတွက်လည်းကျွန်ုပ်ကလည်းပြေးသွားလိုက်တယ်။တာအဖေကောင်လေးကိုလည်းကျွန်ုပ်ကသားလို့ပြေးလွှားခေါ်နေတယ်လို့ကောင်လေးကလည်းအဖေလို့ပြန်ခေါ်တာပေါ့။ထိုအချိန်မှာတော့ထိတ်လန့်စရာဖြစ်တစ်ခုပေါ်လာခဲ့။အဖြူရောင်နှင်းမဝင်းကြီးတကောင်ကလည်းရုတ်တရက်ပေါ်လာပြီးတော့ပြေးလာနေတဲ့ကောင်လေးကိုကိုက်ခဲလိုက်တဲ့မြင်ကွင်းပေါ့ကောင်လေးရဲ့နာကျင်စွာအော်ဟစ်တန်ကြားပြီးတော့ကျွန်ုပ်ကလည်းစိုးရိမ်ထိတ်လန့်စွာနဲ့သားဆိုပြီးတော့လည်းအသက်ကိုအော်ဟစ်လိုက်တယ်။ဦးဟာနော်ရမိမဘလို့ကြောက်စရာအိမ်မက်တွေမက်နေရလေ။အော်တန်လည်းအကျယ်ကြီးပဲ။အားလို့အော်ရလားသားလို့အော်ရလား။ဟာတော်ပါသေးရဲ့အိမ်မက်ဖြစ်နေလို့ကျွန်ုပ်ကလည်းနော်ရနိုးတဲ့ခါမှပဲအိမ်မက်လို့သိရတဲ့အတွက်လည်းတက်ပြင်းချနိုင်တော့တာပေါ့ဘလို့အိမ်မမျိုးတွေမက်နေရလဲဦးရဲ့သွေးလေးခြောက်ချပြီးတော့မက်တဲ့အိမ်မမျိုးပါကြောက်เสียအိမ်မမျိုးအိတ်တော်လေးနော်ရရဲ့ဦးအောင်မအိတ်တော်ဘူးလားအိတ်ရှင်စိတ်ပြောက်သွားလို့အပြင်ထွက်ပြီးတော့လေကောင်းလေတန်သွားရှူအောင်မယ်ကျွန်ုပ်ကလည်းနော်ရကိုအိတ်ခိုင်းပြီးတော့လေမီးအိမ်ကိုကင်ပြီးအိမ်ရှိထွက်ခဲ့တာပေါ့ကျွန်ုပ်အိတ်ပျော်မှာတော့မဟုတ်တော့ပါဘူးကျွန်ုပ်အလာကိုစောင့်နေမယ်ဘန်ရူရာနဲ့သားလေးအလာပဘေးကင်းပါစေလို့လည်းဆုတောင်းနေမိတယ်မိအိမ်ကိုဘေးချပြီးတော့ငူငငငိုင်းနဲ့အတွေးနဲ့ချက်နေမိတာပေါ့အခုဆိုရင်လည်းသားလေးပင်10နှစ်ခန့်ရှိတော်မှာဖြစ်တယ်သူ့အမေထံကနေကျွန်ုပ်အကြောင်းကြားပြီးတော့ကျွန်ုပ်ကလည်းတွေ့ကျင်နေမှာလည်းသိကြတယ်
ကျွန်တော်တို့သားမိထံကိုမြည်သည့်ချိန်ပြန်လာမလဲမေးတိုင်းဘန်ဒူယာအဖြေရခတ်နေမှာကိုလည်းသိကြနေတာပေါ့တာဝန်မကြေတဲ့ဖခင်တယောက်အဖြစ်သားလေးကျွန်ုပ်ကိုမုန်းနေမိလားတွေးပြီးတော့လဲရင်ထဲမှာစိုးထရပြန်တယ်ကျွန်တော်တို့သားမိကိုခွဲလာစေမပီကလာအတန်နဲ့အဖေးလို့ခေါ်တန်ကြားရတာကြောင့်လဲကျွန်တော်စိတ်ဓာတ်များရိမ့်ရိုင်ဘန်ဒူယာနဲ့နေရန်ပဲစိတ်ရင်သွားခဲ့ဘူးတယ်ခုချိန်ဆိုရင်လည်းအဖေဆိုတဲ့စကားကျွန်ုပ်နောက်တစ်ချိန်ပြန်ကြားလို့စိတ်လည်းဖြစ်နေမိတာပေါ့ကျွန်ုပ်ကိုမျှော်နေမဲ့သားလေးထံကိုလည်းတစ်ခေါက်လောက်ပြန်သွားပြီးတော့တွေ့လို့နေပြန်တယ်ကျွန်ုပ်သားကလည်းကျွန်ုပ်နဲ့တူနေသလားတွေ့ချင်းမြင်ချင်းနဲ့စိတ်တွေကလည်းထိမ့်မရဖြစ်လာတာပေါ့ကျွန်ုပ်ရဲ့ပထမဇနီးတေဆုံးသွားပြီးတဲ့နောက်နော်ယာနဲ့သာမယူပြစ်ခဲ့ရင်တော့လေကျွန်ုပ်ဘန်ဒူယာတို့သားမိထံကိုအပီးသွားနေပြန်မှလည်းသိကြတယ်အခုကတော့အခြေအနေကလည်းတစ်မျိုးတစ်ပုံပြောင်းသွားတာပေါ့အခုအိမ်မက်ဆိုးကလည်းသားလေးတစ်ခုခုဖြစ်ပြီးကျွန်ုပ်အိမ်မက်မက်နေသည်လားတွေးပြီးတော့သားလေးဘာမှမဖြစ်စေရန်အတွက်လည်းဆူတောင်းမိတာပေါ့စိတ်တွင်းထဲမှာတော့ဟိမဝင်နာကိုအပြေးလွှားပင်အခုပင်သွားခြင်းစိတ်ဖြစ်ပေါ်နေမိကျွန်ုပ်သွားမယ်ဟိမဝင်နာကိုလည်းကျွန်ုပ်သွားရန်ဆုံးဖြတ်လိုက်တယ်ဘန်ဒူယာတို့သားမိအကြောင်းတွေးရင်းနဲ့ကျွန်ုပ်ကလည်းမိုးလင်းသွားတာပေါ့နေ့လယ်ပိုင်းတာဝအိမ်ကိုလာချိန်မှာလည်းတခြားသူများကိုသွားခေါ်ခိုင်းလိုက်တယ်လေနော်ယာအပြင်ထွက်တော့ရေးလေကျွန်ုပ်ကိစ္စကိုတိုင်ပင်ရန်လည်းပို့ပြီးအဆင်ပြေသွားတာပေါ့ကျွန်ုပ်ဟိမဝင်နာကိုသွားမယ်မင်းတို့လိုက်ချင်စိတ်ရှိရင်လိုက်ခဲ့ကြပါအခုခီးရပတ်စံလဲကုန်မယ်အန်ဒီရယ်လဲများမယ်ဆိုတော့မင်းတို့အတွက်အကျိုးမရှိဘူးလေဟိဝင်နာဘာသွားလို့မှလဲကိုဟုတ်တယ်ကိုကြီးအေကနာလူရိုင်းမှလေးတားမိစီကိုအလေသွားမှာလားဟုတ်တယ်သွားပါအဲ့ဒီကိုသွားမှာဟာဆိုင်မစင်ဘုံမစင်ရုတ်တရက်ကြီးပါလားဘလို့ဖြစ်တာလဲကိုကြီးညာအိမ်မဆိုးတွေမှတ်တယ်မဲလို့ခြေရှင်သွားလို့ရရင်အခုတောင်သွားကျင်နေတာကျွန်တော်တော့လိုက်မယ်ဗျာကိုကိုတီရဲ့သားလေးကိုလည်းတွေ့ရတာပေါ့ကျွန်တော်လည်းလိုက်မယ်ကိုကြီးဒါတော့အနေများတဲ့ခီးကိုကြီးဖိုးတီတယောက်တည်းသွားလို့ပဲဖြစ်ပါမလဲကျွန်တော်လည်းလိုက်ခဲ့မယ်ဗျာအေးကွာမင်းတို့အားလုံးလိုက်ခဲ့မယ်ဆိုတော့လေဝမ်းသာပါတယ်မင်းတို့အိမ်တွေကိုတော့ဘာကိစ္စနဲ့ဘယ်နေရာခီးထွက်မယ်ဆိုတာကိုတော့လှုပ်ဝက်ခိုင်းထားပြီးပါကွာကျွန်တော်ရဲ့လူ3ယောက်ကပါကျွန်တော်နောက်ကိုလိုက်မည်ဆိုတာကြောင့်လဲဝမ်းသာရတာပေါ့နောက်တနေ့မှာတော့ passport ရှောက်ရန်အတွက်လဲရန်ကုန်တက်ခဲ့တယ်ကိုမြမောင်တို့ရန်ကုန်မှာအစင်သင်တွေ့ရတဲ့အတွက်လဲကျွန်တော်တို့ passport ရှောက်မဲ့ကိစ္စအဆင်ပြေသွားတာပေါ့ကိုမြမောင်မှာလဲ passport ရုံးမှာယာတို့ကြီးမိတ်ဆွေရှိတဲ့အတွက်လဲလောက်ကင်ရလွယ်ကူသွားတာပေါ့နီးဘောတို့အလဲဗီဇာလျှောက်ပြီးတော့3-4ရက်အတွင်းအဆင်ပြေသွားတယ်လေတပတ်ကြာရင်တော့လဲထွက်ရမှာမလို့လေကျွန်တော်တို့ကလည်းရွာကိုပြန်လာခဲ့ကျွန်တော်ကလည်းခီးထွက်မဲ့ကိစ္စကိုတော့ရောက်ကိုပြောရတာပေါ့နော်ရနောက်တစ်ပတ်လောက်ကြာရင်ကျွန်တော်ခီးတစ်ခုသွားရလိမ့်မယ်တလ9သတင်းလောက်ကြာလိမ့်မယ်မဲလုံးမိန်းမအိမ်မှာပဲ2ယောက်အတူနေကြပေါ့တလ9သတင်းလောက်ကြာအောင်ဘယ်သွားမှာလဲနေဆက်ကမိတ်ဆွေတယောက်အလုပ်လာအဲ့လိုပါအဲ့ဒီမှာလက်နက်ကင်နေရှိနေတော့လေကျွန်တော်တို့တနက်တွေယူသွားလို့မရတော့ဟာဥအဲ့နေများလားလက်နက်ကင်နေရှိတဲ့နေရာဆိုတော့လေမများပါဘူးအခုခေါ်တဲ့မိတ်ဆွေကလည်းမိတ်ဆက်ပေးရင်တော့ပြဿနာမရှိတော့ဘူးလေပြန်လာရင်မိမအတွက်လည်းလက်ဆောင်တွေအများကြီးဝယ်လာခဲ့ဝိထုစာအုပ်တွေရောဝယ်လာပေးမလားစိတ်ချပါဝယ်လာပေးမယ်နိုင်တယ်လို့တည်လာပေးမယ်လေနော်ရလည်းအထွေအထူးမပြောတာမလို့လေကျွန်ုပ်သွားရမယ်အကြီးကလည်းအဆင်ပြေသွားတာပေါ့ကျွန်ုပ်ကလည်းခီးထွက်မဲ့နေ့ကိုစောင့်ဆိုင်ရင်းနဲ့စိတ်လုံးနေမိနေ့တရက်ကလည်းမကုံနိုင်တော့သည့်အလားစိတ်တွင်းနဲ့ခံစားနေရတာပေါ့3-4ရက်ကြိုပြီးတော့လဲကျွန်ုပ်တို့လူစုရန်ကုန်ထွက်လာကြပြီးတဲ့ခါမှာတော့ညီဘောသွားရမယ်နေ့မှာကိုမြမောင်ကလည်းလေစိတ်ကိုလိုက်ပို့ပြီးကျွန်တော်တို့ဆရာတဲ့ဘက်၄ယောက်ကလည်းလေရင်နဲ့လည်းညီဘောကိုထွက်ခဲ့တာပေါ့ညီဘောနိုင်ငံလည်းတောင်တန်းတောအုပ်တွေထူထပ်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပြီးတော့တိုင်းပြည်စီးပွားရေးကလည်းပြည်ပကိုစက်ကူတင်ပို့ခြင်းလို့လည်းသိရတယ်ကျွန်တော်တို့စီးလာတဲ့လေရင်ကလည်းညီဘောနိုင်ငံရဲ့မြို့တော်ကတမန်တူလေစိတ်မှာလည်းဆင်းသက်ခဲ့တာပေါ့လေစိတ်ကနေထွက်လာကြရမှာတော့ကျွန်တော်တို့ကလည်းမြည်သည့်နေရာသွားရမှန်းမသိဖြစ်နေဟိုးရခင်လာစဉ်ကတော့တခြားသူများစီစဉ်နဲ့လာခြင်းဖြစ်ကြောင်းတော့လေအစီအစဉ်တကြဖြစ်တော့လေအခုဒီချိန်မှာတော့ကိုယ့်အစီအစဉ်နဲ့ကိုလာရတာဖြစ်တော့လေခက်ခဲတွေဖြစ်နေတာပေါ့ကိုကြီးဘာဆက်လုပ်ကြမလဲညီဘောစကားလည်းမတက်တော့ဘသူ့ကိုဘာသွားမေးရမလဲမသိဘူးနေပေါင်းတာပါရာအငှားကားမောင်းတဲ့မြန်မာတွေအရင်ကရှိပါတယ်ရန်တော်ကြီးအငှားကားသမားတွေကိုမြန်မာလူမျိုးကားဆရာဘယ်နှရှိလဲမိတ်ပေးစမ်းကွာကျွန်တော်တို့နားကိုလည်းကားဆရာများတယောက်ပြီးတယောက်ရောက်လာပြီးတော့လေညီဘောလို့ပြောလိုက်အင်္ဂလိပ်လို့ပြောလိုက်နေရှိနေတာပေါ့တာဝါကလည်းရောက်လာတဲ့သူများကိုတနိုးနိုးနဲ့ပြောပြီးတော့လေခေါင်းခါရင်လက်ကပြလှုပ်နောက်ဆုံးကျွန်တော်ထံမေးလာခြင်းဖြစ်တာပေါ့ကျွန်တော်စကားကြောင့်လည်းရန်တော်ကလည်းညီဘောကားသမားတယောက်ကိုအင်္ဂလိပ်စကားနဲ့မေးမြန်းလျက်ရှိတော့လေကျွန်တော်တို့အနီးကိုလည်းညီဘောတယောက်ချင်းကပ်လာပြီးတော့စကားမပီကလာနဲ့လေမင်္ဂလာပါခင်ဗျ
မြန်မာလူမျိုးတွေထင်ပါရဲ့ကျွန်တော်ဗာများကူညီပေးရမှာလေဟာတော်သေးတော့ဗောဗျာကျွန်တော်တို့ကားသမားတွေကိုမေးခိုင်းနေတာမြန်မာစကားတက်တဲ့ကားသမားတယောက်လောက်မေးခိုင်းနေတာအနည်းဆုံးတဲခုကန်တစ်ခုကိုမောင်းပို့ပေးပါရန်တော်လည်းမြန်မာစကားတက်သူနဲ့တွေ့ပြီးဖြစ်မှန်းသိရကြောင်းလေညီဘောကားဆရာကိုနှုတ်ဆက်ကျွန်တော်တို့ထံရောက်လာတာပေါ့ပါလာတဲ့ထုပ်ပုံးများကိုလည်းကားပေါ်တင်ပြီးတော့လူများကလည်းကားပေါ်တက်ကျွန်တော်ကလည်းခေါင်းကမ်းမှာကားဆရာနဲ့တွဲထိုင်လိုက်တွေ့ရတာဝမ်းသာပါတယ်ကျွန်တော်နာမည်ငိမ့်ကျော်သူပါအလဲဘက်ခီးစဉ်ရောက်လာကြတာလားတောင်တဲခီးစဉ်အတွက်လာကြတာလားဒီနိုင်ငံမှာမြန်မာတွေကဆောင်ရတာနေတယ်မြန်မာလူမျိုးတွေတွေ့ရတော့လေတကယ့်ကိုပြောမပြတတ်အောင်ပျော်သွားတယ်ဗျာကျွန်တော်ဗာများကူညီပေးရမလဲပြောကျွန်တော်နာမည်ကဖိုးတေပါကျွန်တော်တို့အခုရောက်လာတာလည်းအလဲဘက်သဘောပဲဆိုပါတော့သွားရမယ်ခီးစဉ်ကတော့ဝေးတယ်ဗျခီးစဉ်ကဟိမွေနာနဲ့ဆက်ဆက်နေတဲ့နောက်ဆုံးနေဆက်မြို့ထီပါပဲအကောင်းပါပြီကျွန်တော်တက်နိုင်တာကူညီပေးပါမယ်အခုလောလောဆယ်တဲခုကန်တစ်ခုကိုလိုက်ပို့ပေးပါမယ်ငင်းကျော်သူကလည်းကျွန်တော်တို့ကိုလည်းတဲခုကန်တစ်ခုကိုလိုက်ပို့ပေးတာပေါ့ဈေးနှုန်းတင့်တင့်နဲ့တဲခုကန်ဖြစ်ကြောင်းပြောပြီးတော့သူကိုယ်တိုင်အခန်းလိုက်ငါပေးကားငါကကြားသိငွေရှင်းပေးပြီးတဲ့ခါမှာတော့နောက်တစ်နေ့လာမယ်ဖြစ်ကြောင်းပြောပြီးတော့ပြန်သွားတာပေါ့ကျွန်တော်တို့ကလည်းတဲခုကန်မှာတညတဲခုစားတော့ခန်းကလည်းအောက်ထပ်မှာရှိနေတော့ရန်တော်ကလည်းအင်္ဂလိပ်ဘာသာစကားနဲ့မှားပြီးတော့စားတော့ကြတာပေါ့နိုင်ငံတစ်ခုနဲ့တစ်ခုကိုအစားတော့မတူညီတဲ့အတွက်လည်းစားတော့ရတာလည်းအဆင်မပြေလောက်ဘယ်နေရာဘယ်ဒေသရောက်ရောက်အရသာမပြောင်းတာအရက်တစ်ခုပဲရှိပါလားအဲ့ဒါကြောင့်ကျွန်တော်အရက်ကိုကြိုက်ဒါနဲ့ကိုသားကညီပေါ်မှလေးကြီးမကြိုက်ဘူးလားဗျမကြိုက်ပါဘူးရန်တော်ရမဝစ်တက်မစားတဲ့နဲ့ဘလို့ပုံစံနေမှန်းကိုမသိပါဘူးဟာအဲ့ဒါသူတို့ရိုးရဝက်စားတွေလေသားဝရဲ့နောက်ဆိုရင်မင်းမျက်စိရင်သွားမှာပေါ့ဟိုးသူစကားကိုနားမလဲကိုစကားသူနားမလဲနဲ့ဟာဗျာဘလောက်ချောချောမယူပါဘူးကျွန်တော်တို့ကလည်းထမင်းမစားမီအရက်တောင်ရင်စကားပြောနေကြတာပေါ့ညီဘောနိုင်ငံကလည်းနိုင်ငံသားသားများလည်းပြည်နေတာပေါ့ခရီးသွားရသည်မလို့လဲတောင်တက်ရန်ရောက်လာကြပုံလေရနောက်တစ်နေ့မနက်ပိုင်းမှာတော့လည်းငိမ့်ကျော်သူရောက်လာတယ်လေကျွန်တော်တို့ကလည်းအခန်းအပ်ပြီးတော့သူကားပေါ်တက်ကားကောင်းကမ်းမှာငိမ့်ကျော်သူနဲ့ကျွန်တော်ကလည်းသူ့အကြောင်းကိုအကြောင်းအပြန်အလှန်မေးပြကြတယ်ဒါနဲ့မင်းကမြန်မာစကားတက်တဲ့ညီဘောတယောက်ပဲမြန်မာတွေမရှိဘဲနဲ့ဘာလို့ဒီလောက်တောင်တက်နေရတာလဲကိုငိမ့်လိုပဲခေါ်လို့ရပါတယ်ကိုဖိုးတေရဲ့ကျွန်တော်အဖေကဘာသာစကားတော်တော်များများတက်တဲ့ခီးသွားလမ်းပြတယောက်ပဲကျွန်တော်တို့နိုင်ငံကိုနိုင်ငံသားတွေကလည်းအလားများတယ်လေဟာဒါဆိုရင်မင်းကဒီနိုင်ငံသားပေါ့ဟုတ်လားမြန်မာပြည်ရောက်ဘူးလားမြန်မာစကားပြောတာမြန်မာပြည်သားတယောက်လိုပဲအဖေတင်ပေးထားတာရဲ့ဒီကိုမြန်မာတွေရောက်လာရင်လေးကျင့်တဲ့အနေနဲ့စကားလိုက်ပြောရနေမြန်မာစကားပြပြဖြစ်လာတာပါပြောရရင်တော့မြန်မာပြည်ကိုအလဲသွားခြင်းတယ်ကိုဖို့တေကျွန်တော်မြန်မာပြည်ကိုတစ်ခေါက်လောက်ရောက်ဖူးခြင်းတယ်ဖြစ်နေရင်တော့ဖြစ်လာမှာပေါ့ကိုငိမ့်ရဒါနဲ့မင်းနာမည်ကဒီမှာလဲငိမ့်ကျော်သူပေါ့ညီဘောနာမည်ရှိတယ်ဗျမြန်မာပြည်သားတွေနဲ့စုံတွေ့ရင်တော့လဲငိမ့်ကျော်သူပေါ့ဗျာငိမ့်ကျော်သူကလည်းကားကိုကျင်းလဲစွာမောင်းရင်းနဲ့ပြုံးရင်းပြန်ဖြေလာတာပေါ့မြန်မာစကားကိုလည်းတိုင်းတစ်ပါးသားတယောက်ကကျင်းလဲစွာပြောတတ်နေသည်ကလည်းအနှဲငယ်အံ့ဩစရာဖြစ်နေနီဘောလမ်းများကလည်းတောင်အတက်အဆင်းတွေများလာပါတယ်မြူတွေဆိုင်းပြီးတော့လဲကားတစ်စီးစလမ်းပေါ်မှာမီးထွန်းပြီးမောင်းတောင်ပေါ်ရွာလေးများကလည်းဟိုနေရာ3-4အိမ်တစုဒီနေရာ3-4အိမ်တစုနဲ့ရှိနေတာပေါ့အိမ်များမှာလည်းတစ်ထက်အိမ်ငယ်လေးတွေနေပိုင်းရွာငယ်များမှာတော့လည်းလျှက်စင်မီးများမရဟန်ထင်းများကိုလည်းပြတ်တောက်နေကြတာတွေ့ရတယ်လမ်းမှာလည်းတခုကန်တစ်ခုမှာတညအိပ်ပြီးရတယ်နောက်တစ်နေ့ညနေပိုင်းမှာတော့နေဆက်မြို့ရောက်ခဲ့တာပေါ့ကျွန်တော်ဒီထိပဲလိုက်ပို့နိုင်တော့မယ်ကိုဖိုးတကြီးရှေ့ဆက်ကားနဲ့သွားလို့မရတော့ကျွန်တော်ဖုန်းနံပါတ်ပေးခဲ့ပါမယ်အလုပ်ကိစ္စပြီးလို့ဒီရောက်လာခဲ့ရင်ကျွန်တော်ကိုဆက်သွယ်ဖို့အိမ်ဖုန်းနံပါတ်ပေးခဲ့ပါမယ်ကျွန်တော်တို့ဟိမွေနာဝေးမှာမလို့လက်နက်တီတော့လိုတယ်ငင်းကြော်သူမင်းကူညီပေးနိုင်မလားပတ်စံသာတက်နိုင်ရင်ဘာမှမဆိုရပါတယ်လိုအပ်တဲ့လက်နက်တွေကိုမှောင်ကိုဈေးကွက်မှာဝယ်လို့ရအန်ရီတော့များတယ်ဗျလိုအပ်တဲ့လက်နက်စင်းသာပေးလိုက်ပါကျွန်တော်တော့ပြီးတော့စုံစမ်းလိုက်မယ်လက်တလောလိုအပ်တဲ့ရိတ်ခါနဲ့အသုံးဆောင်တွေကိုမင်းလာရင်ခဏဝယ်ခဲ့ပေးပါပတ်စံယူသွားလိုက်ငင်းရော်သူကလည်းကျွန်တော်တို့တဲကိုကမ်းမှာခြံထားခဲ့ပြီးတော့အပြင်ကိုတော့လည်းတယောက်တည်းကားမောင်းထွက်သွားတာပေါ့ကျွန်တော်တွေးမိသည်ကတော့အခုတွေ့ဘူးသူများပေါ်မှာငင်းကြော်သူနာမည်ပေးထားတဲ့ညီဘောတယောက်ထိုမြကူညီပေးနေတာလေအံ့ဩစဉ်းစားစရာလေကောင်းနေတာည9နာရီခန့်မှာတော့ငင်းကြော်သူပြန်ရောက်လာတာပေါ့ဟာကိုငင်းအဆင်ပြေခဲ့လားဘလို့ချင်းနေရှိလဲထမင်းရောစားပြီးပြီလားရိတ်ခါနဲ့ကိုဖိုးတီတို့အသုံးဆောင်တွက်တွေတော့ဝယ်ခဲ့ပြီဗျလက်နက်တွေကတော့ဝယ်ရခတ်နေတယ်အောက်ကကားထဲမှာစေးသမားတယောက်ပါလာတယ်လက်နက်ရောင်းတဲ့နေရာကိုသူလိုက်ပြမယ်တဲ့
စိတ်ချရတဲ့အချိန်ကြီးမဟုတ်တာမို့လို့တတိထားဖို့တော့လိုတယ်ဗျကောင်းပြီလေဒီလိုဆိုတော့လေကျွန်တော်တို့လိုက်ခဲ့မယ်တခုခုမဟုတ်တာလို့ရင်တော့လေတပွဲတလန်အကဲစမ်းကြသေးတာပေါ့ကျွန်တော်တို့ပထမလာချိန်များမှာတော့လက်နက်ကိစ္စအဆက်အသွယ်ကောင်းရတဲ့အတွက်လေမခက်တော့လေအခုကတော့ခက်ခဲနေပြီရွေးချယ်စရာမရှိတဲ့အချိန်ကြီးမလို့လေကျွန်တော်တို့ကလည်းတတိထားသွားရန်သာဖြစ်တော့တာပေါ့ကားရှိကမ်းမှာတော့ညီဘောလူမျိုးတယောက်တွေ့ရတယ်ကျွန်တော်တို့ကလည်းရီဝေဝေမျိုးလုံးများနဲ့ကြည်ရင်နဲ့ငိမ့်ကြော်သူကိုလည်းညီဘောစကားပြောတော့ငိမ့်ကြော်သူကအပြန်လန်ပြောရင်ကားပေါ်တက်လိုက်တယ်နောက်ခန်းမှာ၄ယောက်မဆန်းတော့ဘူးတယောက်ကြံနေခဲ့ရင်ကောင်းမယ်ကိုဖို့တေးတာဝိုင်းမင်းကြံနေရစ်ခဲ့ကွာကျွန်တော်တို့အမြန်သွားပြီးတော့အမြန်ပြန်လာမယ်ဟာအရေးအကြောင်းကြုံရင်ကျွန်တော်ကိုပဲခြံထားခဲ့တာပဲကိုကြီးဟာတခြားသူတွေကြခေါ်တယ်ကျွန်တော်အသုံးမကျဘူးထင်လို့မလားအဲ့ဒီသဘောမျိုးမဟုတ်ပါဘူးကွာခဏလေးကြံနေရစ်ခဲ့ပါအထီးကလက်နဲ့ရဖို့ပဲလေကွာနော်ဟာကိုကြီးအရေးကြုံရင်ကျွန်တော်လည်းအတူတူရှိနေနေတာပေါ့ဗျတစ်ချိန်လည်းမကတော့ဘူးဗျကျွန်တော်ဆိုရင်တခြားသူတွေနဲ့ကိုမတူဘူးအရန်နေကဲကျွန်တော်မင်းကိုရှင်းပြနေဖို့အချိန်မရှိဘူးသားပါရမင်းကြံနေရစ်ခဲ့စကားရှည်မနေနဲ့အရေးအကြောင်းထဲမှာထဖောက်နေတဲ့တာဝါကိုလည်းစကားခတ်မှမှပြောပြီးတော့ကျွန်တော်တို့ကလည်းကားပေါ်ကိုတက်တာဝါတော့ထိုနေရာမှာတွေ့တွေ့ကြီးရရင်နဲ့ခေါင်းငိုက်ဆိုင်ချထားတာပေါ့ငင်းကျော်သူကလည်းကားကိုမောင်းထွက်ခဲ့တော့သူ့ဘေးကหนีဘောကလည်းလမ်းပြပြီးကျွန်တော်တို့ကားလေးကလည်းမျိုးပြင်ဘက်ဦးတီမောင်းနေနေနဲ့လမ်းမပေါ်နေဖဲ့ဆင်းတစ်တော်လမ်းလေးတိုင်းမောင်းနေခဲ့တာပေါ့တစ်တော်တနေရာမှာတော့ကားကလည်းရက်သွားတယ်လေကျွန်တော်တို့အားလုံးကလည်းကားပေါ်ကဆင်းကားအချိန်မှမီးထွန်းထားတာကြောင့်လေမီးလင်းရောက်တဲ့ပတ်ဝန်းကျင်ကိုလည်းမြင်ရငင်းကျော်သူနဲ့ကားပေါ်ပါလာတဲ့หนีဘောကလည်းအပြန်အလှန်စကားပြောတာပေါ့အတန်ငယ်ကြားတဲ့အခါမှာတော့တစ်တော်အတွင်းကနေလူ၃ယောက်ထွက်လာသူတို့ရဲ့ကြောပေါ်မှာအထုပ်ကြီးတွေလည်းလွဲလာတယ်လေကျွန်တော်တို့နဲ့မလန်းမကန့်ရောက်လာတဲ့အခါမှာတော့လည်းစူးစမ်းတဲ့အကြည့်နဲ့လည်းကြည့်နေကားပေါ်မှာပါလာတဲ့หนีဘောကလည်းထိုလူများကိုစကားလှမ်းပြောတော့သူတို့လွယ်ထားတဲ့ထုတ်ပိုးများကိုလည်းရှေ့ကိုချဖွင့်ပြပြီးတော့ရိုင်ဘယ်တနက်လေးလက်နဲ့ကြီးစမ်းတောလိုက်တမြောင်ဒိုင်းနမိုက်များကိုတွေ့ရတယ်ပြီးတဲ့နောက်စကားပြောလိုက်ရမှာတော့ငိမ့်ကျော်သူကလည်းလက်နဲ့တန်ဖိုးကြားတဲ့ငွေကိုပြောလာတာကြောင့်ကျွန်တော်တို့ကလည်းလဲလဲထားတဲ့หนีဘောငွေများကိုထုတ်ပြီးရင်းနေကြစေမှာတော့လေဟမ်ဟာဒါပါလို့တာလေဟာဒီကောင်တွေကလေးငကြစ်တွေပဲပစ္စည်းယူပြီးတော့လူကိုအပြောက်ရှင်းဖို့လေကြိုးတင်ကြံစီထားတာပဲหนีဘော၃ယောက်ကလည်းပြင်စတူတနက်တွေထုတ်ချိန်ပြီးတော့လေတံခတ်မှနဲ့စကားပြောရင်းနဲ့ကျွန်တော်တို့အနီးကိုလာနေတာပေါ့ကျွန်တော်တို့လက်ကငွေများကိုလည်းစေးသမားဆက်ခနဲဆွဲယူလက်နက်ကင်များထံကိုပေးလိုက်ငင်းကျော်သူကလည်းလက်မြောက်ဒူးထောက်ခိုင်းတာကြောင့်ပြောလာတာကြောင့်ကျွန်တော်တို့ကလည်းလက်မြောက်ပြီးဒူးထောက်ထားရတာပေါ့စေးသမားနဲ့တခြားหนีဘော၃ယောက်ကလည်းငင်းကျော်သူကိုအုံငေါက်ပြီးစကားပြောနေတာဒီလူတွေကနောက်ထပ်ငွေပါလာသေးရင်ထုတ်ပြီးဖို့ပြောနေတယ်ကိုဖို့တီရော့ကွာဒါရှိသမျှအကုန်မဲလို့ပြောလိုက်ငင်းကျော်သူလူကိုအန်နေမပေးပါနဲ့လို့ဟုတ်ဒီငွေတွေမရှိဘဲနဲ့ဘာဆက်လို့ကြောင်လဲကိုကြီးကိုဖို့တီပြန်ချရအောင်ကြာတနက်လောက်ကျွန်တော်တို့မမြန်ဘူးလေဒီကောင်လေးကြည့်ရတာလဲကျွန်တော်တို့တစ်ဖွဲ့လုံးကိုတတ်ပြီးတော့ကားဟိုပါယူသွားမယ်ပုံစံမျိုးဟာဒုက္ခပါပဲကိုဖိုးတွေဟာဒီကောင်လေးနဲ့ပတ်သက်မိတာမှားတာပဲကျွန်တော်တို့မတတ်ဖဲနဲ့ထားခဲ့ရင်တော့မှပဲငွေကြေးမရှိပဲဘောဝပြက်မဲ့အရေးမို့လို့အားလုံးကလည်းစိတ်ပြက်လက်ပြက်ဖြစ်နေတာပေါ့ကျွန်တော်ကလည်းအလွယ်တကူအသေးမခံနိုင်မြန်မာပြည်ကနေတကူတကအခုနေရာထိရောက်လာပြီးတော့ဘန်တူယာတို့မိသားစုထံမရောက်ဖဲကျွန်တော်ပြန်มาမဟုတ်တာတော့သိကြတယ်ကျွန်တော်ကလည်းရန်သူရဲ့အလင်းငိုက်ဆောင်ဆိုင်နေတာပေါ့စေသမား2ယောက်ကလည်းကားပေါ်တက်မှွေနှောက်နေစင်မှာတခြားသူ2ယောက်ကလည်းတနက်နဲ့ချိန်ထားတယ်ကားပေါ်မှာဘာမှမတရားတဲ့ခါမှတော့ပြန်ဆင်းလာပြီးတော့စေသမားหนีဘောကလည်းကျွန်တော်တို့အိတ်ကက်များကိုလည်းတယောက်ချင်းစီလိုက်ဆန်းတာပေါ့ရုတ်တရက်မှာတော့တထောင်ခန့်အရှိဒုတ်တချောင်းလေးထဲလွင့်လာပြီးတော့လေလက်နက်ကင်หนีဘောတယောက်ရဲ့လက်ကိုထိနာကျင်စွာអော်ပြီးတော့တနက်လွှဲထွက်သွားစင်မှာတခြားသူများကလည်းထိထိပြေဖြစ်လာတာပေါ့တိုက်ခိုက်တဲ့ရန်သူကိုလိုက်ကြည့်ပြီးအာယုံများနေကြစင်မှာတော့ကျွန်တော်ကလည်းဆက်ခနဲခုံထလက်နက်ကင်หนีဘောတယောက်ရဲ့လက်ကိုလိန်ချိုးပြီးတော့တနက်ကိုလူတနက်နဲ့လည်းမျက်နှာကိုဖျက်ရိုက်လိုက်တယ်မဲလုံးနဲ့ရန်တော်ကလည်းခုံထားလာပြီးတော့တခြားရန်သူ2ယောက်ကိုလည်းထိုးကြိတ်အမောက်သိပ်ပြီးတော့လက်နက်များကိုလူယူလိုက်တာပေါ့ကျွန်တော်တို့ခေါ်လာတဲ့စေသမားหนีဘောကတော့ကားမီးအောင်တိုင်ကြောက်လန့်တကြားနဲ့ရှေ့ကိုပြေးနေတာနာကျင်စွာအော်ဟစ်တန်တဲ့တူတူစေသမားหนีဘောကောင်လည်းလဲကျသွားတာပေါ့ကားမီးအောင်ရှေ့မှာတော့ဒုတ်ကင်ပြီးတော့လူတယောက်ရက်နေရုပ်သွင်းတော့တေချာသေးကွဲစွာလည်းမတွေ့ရဘူးလေကျွန်တော်တို့အဖွဲ့ကိုကူညီတိုက်ခိုက်ပြီးတဲ့ကျေးဇူးရှင်ကိုကျွန်တော်ကလည်းစိတ်ဝင်စားစွာကြည့်နေမိတာပေါ့ထိုလူကတော့ကျွန်တော်တို့ရှိအောင်လည်းဖြည်းဖြည်းချင်းရှောက်လာတယ်အားလုံးစင်ပြေကြရဲ့လားဟာတာဝကိုတာဝပါလားကိုတာဝဘလို့ဒီနေရာကိုရောက်လာတာလဲတာဝရဲ့စကားသံကြားလိုက်တဲ့အတွက်လည်းကျွန်တော်တို့ဖွဲ့ရဲ့ကေတင်ရှင်ကတော့တာဝမန်းသိရတာကြောင့်အားလုံးအံ့ဩတကြီးဖြစ်သွားတာပေါ့ကျွန်တော်တို့မှလည်းကေတင်ရှင်ကတာဝဖြစ်မှန်းသိတဲ့အခါမှာအံ့ဩသွားကြပြန်တယ်တာဝမင်းဒီကိုဘလို့ရောက်လာတာလဲကိုကြီးတို့စိတ်မချတို့
တေကိုကန်ရှိရအငှားကားမသမားတယောက်ကိုလည်းကိုကြီးတို့ကားကိုပြပြီးတော့နောက်ကနေလိုက်ဖို့လက်ဟန်ချီရန်နဲ့ပြပြီးခေါ်လာတကယ်ရလဲတိုင်းတစ်ပတ်မှာကျွန်တော်တို့လူမျိုးတွေကလည်းတတိနဲ့သွာလာနေရတယ်ဆိုတာကြားနေရတာဟုတ်ဗျကျွန်တော်ကလည်းတာဝါရဲ့ပခုံးမော်လက်တင်နေတယ်မင်းကိုနှိမ်လို့ထားခဲ့တာမဟုတ်ပါဘူးကွာလူများတော့လဲမင်းကိုနေခဲ့ခိုင်းတာပါဒီလိုတွေဖြစ်လာမိမှန်းလည်းမထင်ထားဘူးလေကျွန်တော်တောင်းပန်ပါတယ်ဒီနေရာမှာကျွန်တော်ဒုက္ခကြုံရင်လဲကိုကြီးလာမှာပဲမလားဗျာဆရာတပည့်ညီအကိုမိသားစုစိတ်မျိုးကျွန်တော်တို့၄ယောက်လုံးရှိနေတာပဲကိုကြီးတောင်းပန်မှုမလို့ပါဘူးဗျာဟာကိုသားပါတကယ်မိုက်တယ်ဗျာခမရမရောက်လာရင်တော့ဒီကောင်လေးကြောင့်ကျွန်တော်တို့ဒုက္ခရောက်ရတော့မှာငါတော်တာဆိုကြီးကလေးကမင်းသိပါလေရန်အောင်ရဟာဒီတစ်ခါလဲထပ်ပြီးတော့လေးစားပြန်ပြီကိုသားပါရမဲလုံးမင်းငါ့ကိုကြိတ်ပြီးတော့လေးစားမယ်အစကတည်းကငါသိပါတယ်ကွာကိုဖိုးတွေတို့အခုညပဲခီးဆက်ရလိမ့်မယ်မြို့ကချင်းလေးဗျဒီကောင်တွေကလည်းအဖွဲနဲ့လှုပ်ရှားနေတာဖြစ်မယ်ဒီကောင်လေးသားသတိရလာရင်တော့အညှိုးထားပြီးတော့သူ့လူတွေနဲ့ရှာကြမှာမင်းပြောတာဟုတ်တယ်ကိုကြီးကျွန်တော်တို့လက်နက်တွေနဲ့ငွေတွေယူပြီးတော့ဒီကနေညရင်းချင်းဒီမျိုးကထွက်မယ်မင်းလည်းဒီမျိုးကနေထွက်တော့ကျွန်တော်တို့မှလည်းလက်နက်နဲ့ငွေများကိုပြန်ယူကားရှိရကိုလာကြတော့လဲငင်းကြော်သူကလည်းအနီးမှာရက်ဆောင်နေတော့လဲအဆင်ပြေသွားတာပေါ့လက်နက်တွေကိုလည်းကားပေါ်တင်လူခွဲပြီးတော့ကားစီးလိုက်ကြပြီးတော့လဲတဲဟိုကန်ကိုပြန်လာပြီးတော့ထုတ်ပိုးများယူလိုက်ကြတယ်ခေကိုဘိုးတွေစစရာယူဆိုင်ဗျာဒီမျိုးရောက်ရင်အမြန်ဖုံးဆက်ကျွန်တော်လားကြုံမယ်အေးကွာခရီးစဉ်တစ်လျှောက်မင်းကူညီပေးမှုအတွက်လည်းကျေးဇူးတင်ပါတယ်မင်းဘာကြောင့်ခုမှတွေ့တယ်ကျွန်တော်တို့ဒီလောက်စေတနာထားပြီးတော့ကူညီပေးရတာလဲကျွန်တော်ရင်ကလမ်းပြအလုပ်အဖေနဲ့လိုက်လုပ်ပေးခဲ့ဘူးလေကိုဟုတ်တယ်တနေ့မှာတော့မြန်မာပြည်ကတောင်တက်မဲ့အဖွဲ့တစ်ဖွဲ့ကိုလမ်းပြစကားပြန်လိုက်လုပ်ပေးရင်လည်းအဲ့ဒီအဖွဲ့ကလည်းမြန်မာမလေးတယောက်နဲ့လူငယ်တဘာဝချစ်ကြိုက်ကြတယ်ဗျတောင်တဲ့ခီးစဉ်တွေနဲ့မှခက်ခဲကြုံလာတိုင်းသူ့ရှေ့မှာကျွန်တော်အမြဲရှိနေတတ်တယ်သူကလည်းမြန်မာပြည်အကြောင်းတွေပြောပြတယ်မြန်မာပြည်ကတကိုးကြီးဖျားတွေအကြောင်းလှပတဲ့နေရာတွေအကြောင်းပေါ့ကျွန်တော်လေသူပြန်ရင်မြန်မာပြည်ကိုသူနဲ့အတူလိုက်ပြီးတော့သူနဲ့အနှက်ခရီးတွေထွက်ကြမယ်လို့ပြောတော့သူကခေါင်းငိန်နေဗျအဲ့ဒီကာလအချိန်လေးတွေကလည်းဘဝမှာပျော်စရာအချိန်လေးတွေပေါ့ဗျာငိမ့်ကြော်သူတဲ့ဒီနာမည်ကလည်းသူပေးခဲ့တာဗျာဒါနဲ့မင်းတို့ကဘလို့ဆက်ဖြစ်သွားကြတာလဲအဲ့ဒီခီးစဉ်မှာနှင်းမုံတိုင်းမိပြီးတော့သူ့ကိုဆုံးရှုံးလိုက်ရတယ်ကိုဖိုးထေသူတောင်မော်ကနေခြေချော်ပြီးတော့ပြုတ်ကျသွားတယ်ဗျဟမ်သူပြောထားတဲ့စကားသူ့အပေါ်ပေးထားတဲ့ဂရီးတစ်ခုရှိတယ်တကယ်လို့မြန်မာပြည်သားတွေဒီကိုရောက်လာခဲ့ရင်တတ်နိုင်တယ်လို့အကူအညီပေးပါတဲ့ဒါကြောင့်မို့လို့မြန်မာစကားကိုအရင်အထက်ပို့ပြီးစူးစမ်းလေ့လာတယ်တတ်နိုင်တာကူညီပေးတယ်အခုကိုဘိုးတွေတို့ကူညီတာလဲသူ့ကြောင့်ပါတောင်တက်စကားပြန်လမ်းပြအလုပ်ကိုစွန့်လွတ်လိုက်ပြီသူ့ကိုပဲအမြဲတည်းရနေတော့လေအဆင်မပြေဘူးဗျကေဆာသာရဂယူးဆိုင်ကြဗျာနှုတ်ဆက်ပါတယ်ရင်းညိုသူကလည်းနေဆက်မျိုးကနေကျွန်တို့သွားရမယ်နောက်ဆုံးနေရာတောဆက်အထိကားနဲ့လိုက်ပို့ပေးပြီးတော့အားလုံးကိုနှုတ်ဆက်ပြီးတော့သူ့အကြောင်းမေးကြည့်တော့တနာစရာသူ့ရဲ့အချစ်ဇလန်းကိုလည်းတီးခွင့်ရခဲ့တာပေါ့လမ်းတွေကိုညဘက်ကြီးမှတ်မိသေးလားကိုဟုတ်တယ်ဟာဘယ်သီးတော့မှလဲရန်အောင်ရမရဏတောအဆက်ကရွာကိုမှန်းပြီးတော့သွားရတော့မယ်မှားရင်လည်းမနဲ့မိုးလင်းရင်လည်းမြေပုံကြည့်ပြီးတော့လမ်းရှာကြတာပေါ့ကျွန်တော်တို့ကလည်းသစိမ်းနိုင်ငံကနေနေမြေတောအတွင်းတွေကိုတစ်ချိန်နှစ်ချိန်သွားလာဘူးတော့လေနေပိုင်းပင်မြေပုံထောက်ကူနဲ့သွားလာရမှာတော့ညပိုင်းမှာတော့သွားလာရမဖြစ်နိုင်တော့လေလက်နက်မောင်းကိုတပိုင်းများလိုက်လာနိုင်တဲ့အတွက်လည်းကျဲကိုကြည့်ပြီးတော့လမ်းကြောင်းကိုမှန်းဆနှစ်ဘူးစီတံမိကိုစီတက်လိုက်ကြတာပေါ့တနတ်တယောက်တစ်လက်ယူပြီးတော့လည်းကြည်စံတောလိုက်တဲ့မြောင်များကိုလည်းအစင်သင့်ပြက်ခတ်နိုင်စေရန်ပြုလုပ်ထားကြတယ်ရိတ်ခါအိတ်ကိုစီကိုလွယ်ပြီးတော့လည်းတောတွင်းနဲ့ကိုစီဝင်ခဲ့တာပေါ့ဒီမှာနေပြီးတော့မုတ်ဆိုးလို့ရတော့မလို့ပဲကိုပိုင်တနက်အခုမှပဲကင်ဘူးတော့ရွာပြန်ရောက်ရင်တော့တနက်ဗလာပြန်ဖြစ်ရောဒါကြောင့်ပြောတာဒီမှာနေပြီးတော့မိမယူပြီးကြံနေခဲ့ပါလို့ခမရဒီမှာနေပြီးတော့မြန်မာပြည်ကမုတ်ဆိုးကြော်တာဝအဖြစ်ကြော်ချနိုင်နေတော့ဟာဟဲ့ကောင်းနေတိတ်နေကြပတ်ဝန်းကျင်ကိုသတိထားပြီးကြည့်ကြကွာနေရာကောင်းတွေ့ရင်စခန်းချမိုးလင်းမှဆက်ပြီးတော့ခီးသွားစကားများနေကြရဲ့ကျွန်တော်လူများကိုလည်းသတိပေးနေနဲ့ရှေ့ဆုံးကနေကျွန်တော်သွားရင်းရှိနေတာပေါ့ရာသီဥတုကလည်းအေးစိမ်ပြီးတော့မြူများဆိုင်နေရောလေအလွန်အန္တရာယ်များတဲ့အတွက်စခန်းချရန်ဆုံးဖြတ်လိုက်တယ်ကျွန်တော်တို့ကလည်းတောင်တောင်ပေါ်တက်ပြီးတော့လေတောင်ထိပ်မှာတညစခန်းချရန်စီစဉ်တာပေါ့အေးစိမ်နေတဲ့ရာသီကြောင့်လဲထင်းရှာမီးမွေးပြီးတော့အနှွေးတဲ့ခေါင်းစွပ်လက်အိတ်တွေလည်းဝတ်ထားလိုက်ကြမကြမီမှာမုံလင်းတော့မှမလို့လဲဘယ်သူမှလည်းမအိတ်ကြတော့ပဲနဲ့မီးဖို့ဘေးမှာမီးလုံရင်ရှိနေတာပေါ့
နောက်တစ်နေ့မနက်ပိုင်းအချိန်မှာတော့ရာသီဥတုကလည်းအုံဆိုင်နေရောလဲပတ်ဝန်းကျင်ကိုတေချာမမြင်အောင်ကျွန်တော်တို့ကလည်းနှင်းခွဲမဲ့အချိန်ကိုစောင့်ရည်လဲမရတဏီကုံခုလိုရာသီဥတုရှိတဲ့အရက်မလို့လဲမြေပုံကိုထုတ်ကြည့်ညလာတဲ့ခရီးစဉ်နဲ့တွက်ချက်ပြီးတော့လေအရှိကိုသာရှောက်နေမိတာပေါ့တချို့တောင်ကြီးများကိုလည်းကျွန်တော်မှတ်မိနေ၍လဲအားတက်ရပါတယ်တော်ရင်လန်းကြီးကလည်းပျောက်တဲ့အတွက်လဲစိတ်ပြည့်ရပြန်တယ်တောင်ကြီးများကိုကြော်ဖြတ်ရှိုးမြောင်များကိုဖြတ်ရတဲ့အတွက်လဲပင်ပန်းသလိုအေးဆက်တဲ့ရာသီဥတုတံလဲခံရတာပေါ့လက်နဲ့မောင်ကိုဂိုင်းကြောင်သာမဟုတ်ရင်တော့မရဏတောအဆက်ကနေရွာကိုသွားလာနေကြမလို့လဲအလွယ်တကူသွားလာနေမှာဖြစ်တော့လေအခုကတော့မလိုအပ်ဖဲနဲ့လဲခက်ခဲရတယ်နောက်ထပ်တညလမ်းမှာလဲထပ်အေးလဲပြီးတော့တခြားတရက်နေ့လယ်ပိုင်းအချိန်မှာတော့ရာသီဥတုကြည်လင်တာယာသွားပြီးတော့လဲတောတွင်းရာသီဥတုကလည်းကြည်လင်နေတာကျွန်တော်တို့ကလည်းမရဏတောအဆက်ကရွာငယ်လေးကိုလည်းရောက်ရှိလာကြပြီဖြစ်ပါတယ်ရွာသားများကလည်းရွာထဲကိုဝင်လာတဲ့ကျွန်တော်တို့ကိုထူးဆန်းသဖွယ်ဝိုင်းကြည့်ကျွန်တော်ကလည်းရွာလူကြီးအိမ်ကိုရှောက်သွားတော့လေရွာလူကြီးကိုအစင်နဲ့တွေ့ရတာပေါ့အသက်အရွယ်ထောက်လာပြီဖြစ်တဲ့ရွာလူကြီးကလည်းကျွန်တော်တို့လူစုကိုမှတ်မိနေပါသေးတယ်ပါလာတဲ့လက်ဆောင်ပစ္စည်းတွေကိုရွာလူကြီးကိုပေးပြတော့လေသူတို့ဘာသာစကားနဲ့လေစကားများစွာပြောနေတော့လေစကားပြန်မပါယူလဲနားမလဲကျွန်တော်တို့ကလည်းရွာလူကြီးကိုလည်းလက်ဟန်နဲ့နှုတ်ဆက်အခုရွာမှာရောက်လာတိုင်းတဲခုနေကြဖြစ်တဲ့အဆောက်အဦပြက်ရှိရအောင်လည်းရှောက်ခဲ့တာပေါ့အဆောက်အဦပြက်ကြီးကလည်းအတော်ကြီးကိုယိုရင်းပျက်စီးနေကြောင်းလည်းတွေ့ရပါတယ်ကျွန်တော်တို့ခီးစဉ်များမှာတထောင်တနေရာကနေပါဝင်ခဲ့တဲ့အဆောက်အဦကြီးကိုလည်းတူပင်ငင်းမောစွာနဲ့အတန်ကြာကြည့်နေမိကျွန်တော်တို့ကလည်းအဆောက်အဦပြက်ကြီးကိုရှင်းလင်းပြီးတော့တညတာတဲခိုရန်နေရာပြုလို့နားခိုလိုက်ကြတယ်မိဖို့ဘေးမှာလည်းတခြားသူများစကားဝိုင်းဖွဲ့ပြောနေတော့လေကျွန်တော်ကလည်းမပြောမိသလိုသူတို့စကားများကိုလည်းနားမထောင်မိဗန်ဒူဟာလို့သားမီးနဲ့နီးကပ်လာတဲ့ခီးစဉ်ရောက်လာပြီမို့လို့လေသူတို့နဲ့တွေ့ရင်ပြောရမယ့်စကားလုံးများကိုလည်းစိတ်အတွင်းနဲ့စီနေမိတယ်လို့ကြည်နူးနူးညံ့တဲ့စိတ်အတွေးတွေလည်းများစွာရှိနေတာပေါ့တညတာကုံဆုံးပြီးတော့နောက်နေ့မနက်ပိုင်းမှာတော့ကျွန်တော်တို့မှလည်းရွာလူကြီးကိုနှုတ်ဆက်ရွာနေထွက်ခဲ့လမ်းကြောင်းအသိနေပြီမို့လို့လဲမရဏတောအုပ်သေမင်းတောအုပ်လို့တင်စားရတဲ့တောတွေကိုဝင်ရမယ်တောဆက်နေရာကိုရောက်ခဲ့တာပေါ့မရဏတောအုပ်ကတော့ကျွန်ုပ်ရဲ့စိတ်အတွေးတွေကိုလည်းခြောက်လန့်နေသေးပဲရှိပါသေးတယ်တောအုပ်တင်ထဲမှာကျွန်ုပ်မထင်မှတ်တော့စအောင်ကြောက်လန့်စရာတွေကလည်းစောင့်ကြိုနေမိအလားတဘာဝဘီယန်ရဲ့အသွေးသွေးအုံနောက်နဲ့လိုက်စင်းစားမရတဲ့ဇလန်းများမရဏတောအုပ်မှာဖြတ်တန်းသွားလာသမျှကြုံခဲ့ရဘူးတယ်လေညနေဆောင်ရောက်နေပြီမလို့လေမရဏတောအုပ်ကိုမဝင်ကြတော့ပဲနဲ့ရောက်တဲ့နေရာမှာစခန်းချပြီးရပ်နားလိုက်မနက်ဖြန်ဆိုရင်မရဏတောအုပ်ကိုဖျက်ရတော့မယ်နော်ကိုဖို့တေအေးရအောင်ရဲ့အန်နီရဲ့ဘလို့ကြုံရမလဲမင်းတို့လည်းတီးပြီးသားမလို့အထုတက်လည်းပြောစရာတော့မလို့တတိတစ်ချက်လွတ်တာနဲ့ပြန်ပေးရမှာအသက်ပေးနော်ဒေသကနေတောင်ကြောက်ရတဲ့မရဏတောအုပ်ကိုကျွန်ုပ်တို့ဖျက်နိုင်ခဲ့ကြတာအိမ်မက်လူပဲနော်မဲလုံးစကားကြောင့်လဲတာဝါလေအိမ်မက်တောင်မှအိမ်မက်ဆိုးကွာငါတော့ဒီတော့ဖျက်နေရသမျှအသက်မရှိဘူးဘူးတာစာငါးတွေရေခဲပြင်အောက်ကရေထဲမှာနေတဲ့ငမန်းတွေလူကိုရစ်ပူဇော်ဖို့အမဲလိုက်သလိုလိုက်နေကြတဲ့လူရိုင်းတွေနေရာတိုင်းအန်ရီရီနဲ့ပြည့်နေတယ်ရာသီဥတုကလည်းအမြဲဆိုးဆိုးထိုင်းမိုင်းနေတာပဲနေရာဒီတောင်မှနေမမြင်ရခြင်းအေးရလည်းအေးသေးတယ်ကမ္ဘာအမြင့်ဆုံးအေဝရတ်တောင်နဲ့နီးသလိုကမ္ဘာခေါင်မိုးများလို့တင်စားခံရတဲ့တိဘက်နဲ့လည်းနီးတဲ့အရက်ကိုမဲလုံးရကျွန်တော်တို့ကူအစားပြီးတော့ကင်းတော်ဝင်ခွဲမယ်ကင်းသမားလုံးဝပေါ့ဆလို့မရဘူးနော်ကိညာလေးနဲ့လာပြီအိတ်ဖို့လောက်ကြတော့ချမ်းလုံးလို့လည်းမီးဖို့ခက်ကြီးကြီးဖို့ကျွန်တော်တို့ကလည်းမီးဖို့ဘေးမှာကတ်အိတ်ကြတာပေါ့တာဝါတော့လည်းကင်းအတွက်အစောဆုံးတာဝန်ပေးထားတယ်ကျွန်တော်တို့စုံစမ်းရမယ့်ဇလန်းရှီကလည်းမနှက်ပန်စတော်မီဖြစ်ကြောင်းလည်းစိတ်အတွင်းနဲ့တွေးနေမိတာပေါ့ဂွေးဖို့လေဟမ်မဲလို့ဘာဖြစ်လို့လဲကျွန်တော်ကင်းနဲ့ရောက်ပြီလားမဟုတ်ဘူးကိုကြီးထကြည့်ပါဦးဗျာထူးဆန်းတာတွေ့လို့ကျွန်တော်ကိုလာနှိုးတဲ့မဲလုံးကြောင့်လေအိယာကနေကဘာတီထမဲလုံးညွန်ပြရကြည့်လိုက်တော့လေကျွန်တော်တို့နဲ့ခလန်းလန်းတစ်တော်တွင်နေရနေအစိမ်းရောင်မီးများလင်းနေကြောင်းလည်းတွေ့ရတာအစိမ်းရောင်မီးရောင်လည်းပိုးဆုံးကျူလေးများထွက်နေတဲ့မီးရောင်ပေါ်မှာရှိပြီးတော့တစ်တော်များကြားကနေကျွန်တော်တို့ရှိရအောင်ရွေရှားလာနေကြောင်းလည်းမြင်တွေ့ရတယ်ဘာတွေများပါလဲဒီဘက်ကိုရွေ့လာနေတာအန်နီရလာတော့မဆိုနိုင်ဘူးကွာအသင့်ပြင်ဆင်ထားတော့ကျွန်တော်ကလည်းမဲလုံးကိုအသင့်ပြင်ခိုင်းပြီးတော့ကြံနှစ်ယောက်ကိုပါနှိုးအစိမ်းရောင်မီးရောင်များလာနေကြောင်းလည်းသတိပေးလိုက်ပိုးဆုံးကျူးတွေအုပ်လိုက်ပြန်လာကြတာမသိဘူးနော်မဖြစ်နိုင်ဘူးကိုသားပါရွေရှားတာမြင်နေနောက်ပြီးတော့တချို့ကလည်းဘေးဘက်ကိုခွဲထွက်သွားတာကြည်ရတာတော့အကောင်လေးတွေစုလာနေကြရတာနေထွက်လာတဲ့မီးရောင်သူ့အလင်းကလည်းမိတ်တုံလည်းမရှိဘူးလေဗျာတောရောင်ညောမှာတော့စဘာလှမ်းထားတယ်ဖြာတဝန်းစာအကွက်လောက်ရှိတဲ့အလင်းရောင်ထွက်နေတဲ့နေရာကနေရန်အောင်ပြောသလိုပဲဘေးဘက်ကိုခွဲထွက်သွားသည်များလည်းရှိနေတာပေါ့
မီလင်းကောင်အရွယ်စားလည်းတရိษံအရွယ်စားနဲ့နှိုင်းရှင်ပြရင်တော့တောက်တဲ့တကောင်အရွယ်စားခန့်ရှိကြောင်းလည်းခံမှန်းတပည့်များထိန်နာလောက်ကနေပြန်တန်းလာတဲ့အကောင်များကလည်းကျွန်ုပ်တို့ရှိရာကိုလာနေတော့အားလုံးကလည်းလက်နက်ကိုစီကိုအသင့်ပြေစိတ်ဝင်စားကြည့်နေတာပေါ့အလင်းရောင်စုဖွဲ့ကြီးကလည်းကျွန်ုပ်တို့ဖွယ်နာရောက်လာတဲ့အချိန်မှာတော့တစုတဝေးပြန်တန်းလာရနေပါးစောက်ပုံစံခွဲပြီးတော့ဝိုင်းပတ်လာနေကြပြီးတော့အနားကိုရောက်လာတဲ့အခါမှာတော့စက်ဝိုင်းပုံစံဖြစ်လာပြီးတော့လေအစပထမလိုမမြင်တော့ဘဲနဲ့တရွေ့ရွေ့ချင်းကပ်လာကြတယ်မီးကိုမီးပြင်းပြထဲတာကွာမီးတို့တွေလည်းဆင်းသင်းလောက်ကြဒီကောင်တွေပုံစံလည်းတိုက်ခိုက်ဖို့လာတဲ့ပုံစံမျိုးကွာကျွန်တော်စကားကြောင့်လည်းကျွန်တော်လူများလည်းအရန်ထင်းချောင်းများမှာအဝတ်စုပ်တွေကိုရင်နံစီစွတ်ပတ်ပြီးတော့လည်းမီးတို့ပုံစံပြုလို့မီးဖို့တွေကိုလည်းထင်းဖြည့်ကြတယ်ဟာဘလို့ကောင်းနေလဲကွာထူးဆန်းပါလားအေးကွာဘလို့ကြီးလေပုံစံတွေကလေကျွန်တော်ရဲ့လူများကလည်းအံ့ဩကြသလိုအတန်တွေလည်းထွက်ကုန်တာပေါ့ကျွန်တော်ကလည်းပါဇက်အဟောင်းသားနဲ့အနားကိုရောက်လာပြီးထင်ရှားစွာမြင်လန်းရတဲ့အကောင်လေးတွေကိုကြည့်မိပုံစံပြောရရင်တော့အကောင်လေးများပုံစံလည်းတောက်တဲ့အရွယ်စားရှိပြီးတော့မင်းစားငယ်ပုံစံရှိပြီးတော့အဆွေများခြုံထက်နေပြီးအပြင်ကိုငေါထွက်ခြေသေးလက်သေးခြုံလေးများနဲ့လေခေါင်းမှာလည်းဥကြုံငယ်တစ်ချောင်းပါနေပြန်တယ်ကိုခန္ဓာနဲ့မျက်လုံးကလည်းအစိမ်းရောင်တော်တော်ပပရှိနေတဲ့ထိုအကောင်လေးမျိုးကိုလေအရက်တကနေတကလှည့်ပြီးအမဲပစ်ဖူးတဲ့ကျွန်ုပ်ပဲမမြင်ဘူးလေဟာကိုကြီးဘလို့လို့ကြောက်နေကြအကြိုက်တယ်ဟာကဲကွာမီးတို့ကိုမီးညှိပြီးတော့ကိုယ့်အကူကောက်ဝဲကြကွာတနက်သုံးတာလည်းမထိရောက်ဘူးဒုတ်ချောင်းနေနဲ့ရိုက်ကြတို့တွင်ထဲမှာတော့မထင်မဖဲတိုက်ပွဲကြီးတစ်ခုဖြစ်နေရပေါ့ထူးဆန်းတဲ့အကောင်လေးများမှာလည်း10ကောင်ခန့်တစုကလည်းကျွန်ုပ်တို့ရှိရာထိဆင်းလာအစတနက်နဲ့ပြစ်ကြတော့လေနောက်ထပ်အကောင်များဆင်းလာ၍ကျွန်ုပ်တို့ကိုတိုက်ခိုက်ရန်ကြိုးစားသူတို့ရဲ့သွားချွန်များနဲ့ကြိုက်ခင်းရန်ကြိုးစားလာပြန်တော့လေတနက်နဲ့ပြစ်ခတ်ရန်အဆင်မပြေတော့အနှွေးတဲ့အင်းကြီးကိုထူထူဝဲထားကြတဲ့တပည့်အကြိုက်ခံရတော့လေတက်တာနေကြခြင်းပေါ့အသိမြင်ထားတဲ့မီးတို့ကိုထွန်းညှိဒုတ်တယောက်တစ်ချောင်းကင်ပြီးတော့ဒုံးနဲ့လည်းဝှေ့ရမ်းကြတဖုံဖုံတစ်ခွန်းခွန်းအတန်နဲ့တူတူလင်းတို့များအော်သလိုအတန်လေးများလည်းထွက်ပေါ်လာတာပေါ့ကျွန်ုပ်ရဲ့အနှွေးတဲ့ဂျင်းမောင်းမိမှာလည်းသွားဆွဲတွေညှိနေတဲ့ထိုးကောင်များကိုဒုံးနဲ့ရိုက်ဖက်ပြီးတော့လည်းတတ်ပြီးရတယ်မီးဖို့မီးတော့ရှိန်မီးတို့ကြောင့်သာလင်ရာထောင်ချီတဲ့မကောင်းစူးပါကောင်လေးများကျွန်ုပ်တို့ရှိရအောင်လည်းအတင်းကာရောစွတ်မဝင်ခြင်းလေဟာမဲလုံးကလည်းအမဲလိုက်တမြောင်ရိုးမှာကျိုးနဲ့တင်းကျပ်အောင်ထက်ချီနှောင်ပြီးတော့မီးတုံးနဲ့ဒုတ်ချောင်းများကိုပြစ်ချရှေ့ကိုထွက်ပြီးတော့ကျိုးစားကိုလည်း၄-၅တောင်ခန့်အရှိကနေကင်ဝှေ့ရမ်းနေတာပေါ့မဲလုံးကလည်းဩကာတစီဘွဲရခဲ့စဉ်ကအလွန်ကျွမ်းကျင်ခဲ့တဲ့ကျိုးတက်ဓာတ်ကိုလည်းအသက်ဘေးကြုံချိန်မှာစတင်အသုံးပြုလာခဲ့သူကင်တဲ့ဓမြောင်းကလည်းဓာတ်သွားနှစ်ဖက်ပါတဲ့အဖျားချွန်ဓမြောင်မျိုးဖြစ်ပြီးတော့လမ်းတစ်လျှောက်ဓာတ်ကိုသွေးလာတော့လေသူဓာတ်ကမထက်မှာကိုလည်းစိတ်မပူစရာမရှိထူးဆန်းတဲ့အကောင်များမှာလည်းစက်ဝိုင်းလိုခြားခြားလဲပြီးတော့အရှိအတူ